ဟုတ်ပြီချစ်စရာလေးဟာရွှေလက်စွပ်လေးချစ်စရာကဲအားလုံးမင်္ဂလာပါဒီနေ့ကဒီမှာထိုက်တူဆန်းဆိုရယ်မဲလေးကိုဖောက်ပါဒီထိုက်တူဆန်းမဲကငွေသားကြီးလည်းပါတယ်ပြီးတော့ cosmetic တွေလည်းပါတယ်လို့ပြောတယ်အဲ့တော့ဖောက်အောင်နော်အမမပြောတော့ဖောက်တော့မယ်ဒီမဲကဒီလိုမဲလိတ်လေးနဲ့ဖောက်တာပေါ့နော်အရင်ဆုံးဒီမဲလိတ်လေးနဲ့ရေးပြီးတော့ဖောက်အောင်နော် channel လေးကိုလည်း like and subscribe လုပ်ခဲ့မှာနော်ဒါလေးတော့အောက်ထားလိုက်နော်ဟဲ့အောက်ပြောက်ကြပါဟဲ့ပြောက်အော်ဒီမဲတကူအောက်ပြောက်ကြပါကဲဒီမဲလိတ်ထဲကတစ်ခုနိုင်လိုက်ပြီနံပါတ်ဘယ်လောက်လဲအော်နံပါတ်8တဲ့နော်ကဲနံပါတ်8ရှာဖောက်ပါမယ်အော်နံပါတ်8တဲ့ဒီမဲကဲနံပါတ်8ကတော့တနခါးကလေးဖြစ်ပါတယ်ဒီတနခါးကလေးဖောက်ပူးတယ်အများကြီးနောက်မှပြမယ်ကြောရမယ်တနခါးကလေးကြီးလူချင်းတဲ့သူတွေလည်းပြောနော်တနခါးကလေးလမ်းပို့ပေးမယ်ကဲနောက်တစ်ခုနောက်တစ်လိုက်ကနံပါတ်4တဲ့နံပါတ်4ရှာမယ်အော်ဒီမယ်ဟာလေကလေးလားမသိဘူးဒီလိုညက်တဲ့ကလေးလေးကဲဟုတ်ပြီချစ်စရာလေးပန်းလေးနဲ့ဦးရစရာလေးဒီမှာကြည့်အောင်ချစ်စရာလေးလှချက်အကြည်လေးနဲ့ဒီလိုညက်တော့မပြတော့ဘူးနော်ကလစ်တွေစသုံးနေရယူမိုင်းနဲ့တူတယ်ကဲနောက်တစ်ခုက3နဲ့အော်3နဲ့အဲ့3ကဓာကြီးဘာကြီးလဲမသိဘူးဒီထဲမှာတော့အကြီးဆုံးပဲကဲဖောက်ပြီးပိတ်သက်ကြည့်ရင်ကြည့်ပါဘာလေးလဲပေါင်တာအော်ပေါင်တာလေးပါဟုတ်ပါတယ်ပေါင်တာလေးဒီမှာ BB cream ရယ်ပေါင်တာရယ်နှစ်ခုပါမိုက်နေပြီနော်မိုက်နေပြီရသွားပါပြီကဲပြန်ပိတ်လိုက်ပါအောင်မယ်နော်ကဲပေါင်တာလေးရပါတယ်နော်ကဲနောက်တစ်ခုပါတစ်ခုနိုင်လိုက်ပါပြီအော်နံပါတ်1နဲ့နံပါတ်1ဒီမှာသေးလေးစာရေးလေးပါလေးလည်းမသိဖွင့်ပြီဟာရွှေလက်စွပ်လေးချစ်စရာလေးမရွှေလက်စွပ်လေးအစ်မဟုတ်နော်အတူပေါင်းချမပါဘူးချစ်စရာလေးမသေးလေးချစ်စရာလေးကဲနောက်တစ်ခုနိုင်လိုက်ပါပြီနံပါတ်10အော်ဒီနံပါတ်10ကဲနံပါတ်10ဖောက်ပြီကြည့်တယ်အိုင်လေ watermelon face serum နဲ့အော်ညနာ serum လေးညနာလိမ့်နေဟိုမှာဝက်ချန်နေပေါက်နေတယ်ကွတ်တိနော်ဒါလို့လိုချင်တဲ့သူတွေရှိရင်လည်းပြောနော် cosmetic တွေလက်ဆောင်ပေးမယ်နော် okay နော်ဒါရင် subscribe လေးလုပ်ခဲ့အောင်နော် follow လေးလုပ်ခဲ့အောင်ကဲနောက်ထပ်1 2 3 4 5လိပ်ပဲကျန်တော့တယ်နော်1 2 3အောက်မှာလည်း5လိပ်ရှိရအဲ့တော့ဒီဟာလေးဖောက်မယ်အရင်ဆုံးထိုက်တူဆန်းနဲ့ cosmetic မဲတဲ့နော်နံပါတ်5တဲ့နော်နံပါတ်5တဲ့အော်ဒီမယ်နံပါတ်5ကဲဖောက်ပါပြီနံပါတ်5လေးอ่ะအော်ကလစ်သေးလေးမဲတကလစ်သေးလေးမဲချစ်စရာလေးကလစ်သေးလေးပေါက်ပါတယ်နောက်မဲညီမရဲ့ channel လေးကိုလည်း like and subscribe လုပ်ခဲ့ပါဦးဒါနံပါတ်6တဲ့ဒီမယ်6တဲ့ရေးပေးထား6ဒီမယ်ကောင်းစီကွန်းကောင်းစီကွန်းလေးချစ်စရာလေးပန်းရောင်လေးချစ်စရာလေးကောင်းစီကွန်းလေးကဲ3ခုပဲကျန်တော့တယ်နော်3ခုတွေကတစ်ခုဖောက်ပြီနံပါတ်9နဲ့အော်ဒီမယ်ဒါလည်းမသိဒါလေးလည်းမသိအော်လက်ပတ်လေးဒီမယ်လက်ပတ်လေးချစ်စရာလေးရှုံကြိုးလေးနဲ့လက်ပတ်လေးနော်ဝိတော့မပြတော့ဘူးနော်လက်ပတ်လေးချစ်စရာလေးကဲဒီနှစ်ထုပ်ပဲကျန်တော့တယ်နော်ဒီနှစ်ထုပ်တွေကဒါပါလေးလေနံပါတ်9တဲ့ဒါကြီးလည်းမသိဖောက်ပြီအဲ့
အော် facial mask ညနာ mask တက်တဲ့ဟာနော် facial mask ကဲနောက်ဆုံးတစ်ခုကဲဖောက်ပါပြီနောက်ဆုံးတစ်ခုကအော်သူလည်းကလေးလေးပဲကလေးလေးချစ်စရာလေးမကြောပြဆန်ဆန်လေးနဲ့ကဲအခုဒီထိုက်သူဆန်တဲ့ကနေဘာတွေပေါက်လဲဆိုတော့ဒီခါလေးပေါက်တယ်ဒီပန်းကလေးလေးပေါက်တယ်ခေါင်းစည်းကွင်းလေးပေါက်တယ်ပြီးရင်ဒီ facial mask လေးပေါက်တယ် facial serum ပေါ့နော်ပြီးတော့ဒီ facial mask ပေါက်တယ်ဒီလက်ပတ်ကြိုးပေါက်တယ်ကလေးပေါက်စီကွေးလေးလည်းပေါက်တယ်အော်ဒီမဲ့အမြဲဆုံးကတော့ဓာကြီးပေါ့နော်ဒီမဲ့ပေါင်တာ PP ပေါင်တာပေါ့နော်အဲ့လေးပေါက်တယ်ဒီမဲ့တနခါလေးလည်းပေါက်ပါတယ်နော်အဲ့တော့ကြည့်ရှုပေးတဲ့သူတွေအားလုံးကျေးဇူးတင်ပါတယ်ညီမရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပါအောင်နော် TikTok မှာဆိုရင်တော့ follow လေးလုပ်ခဲ့ပါအောင်နော်ကျေးဇူးတင်ပါတယ်တတား